62နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကိုအောက်တိုဘာလ10ရက်နေ့မှာနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်မိန့်ခွန်းပြောကြားပါတယ်။ရှေးဦးစွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့တက်ရောက်လာကြသူများကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုအလေးပြုကြပြီးရဲရွာအေဂျင့်တာယာရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်များကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်းကြာဆုံးခဲ့ကြတဲ့ရဲတပ်ဖွဲ့ဝင်များအားအမှတ်ရဂုဏ်ပြုသောအားဖြင့်10မိနစ်ငြိမ်သက်ပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌကမိန့်ခွန်းပြောကြားရာမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာသစ္စာသမာဓိတတ္တိဆိုတဲ့ဆောင်ပုဒ်ကိုဦးထိပ်ပန်းဆင်ထားပြီးပြည်သူအကျိုးစီးပွားကိုပုံမဆောင်ကျဉ်နိုင်တဲ့ရဲတပ်ဖွဲ့ဖြစ်လာစေရန်ဆောင်ရွက်လျက်ရှိသည်မှာယခုအခါ62နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုရောက်ရှိခဲ့ပြီဖြစ်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်ဒီကနေ့ကာလမှာဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ပန်းဆင်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ဦးတည်ချက်လေးရဲ့အောင်မြင်စေရေးအလေးထားဆောင်ရွက်လျက်ရှိပြီးတပ်မတော်ပြည်သူတို့နဲ့အတူအကြမ်းဖက်မှုချေမှုန်းရေးကိုလည်းပုံမလက်တွဲပူးပေါင်းဆောင်ရွက်ရန်အလေးထားသွားကြရမှာဖြစ်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာမြန်မာနိုင်ငံဒေသအနှံ့ပြားကပြည်သူများကြားမှာပြည်သူနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံနေရခြင်းဖြစ်တာကြောင့်ရဲတပ်ဖွဲ့ဝင်များဟာရဲတပ်ဖွဲ့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရေးအခြေအရေးသွေးများအပြင်ပြည်သူဆက်ဆံရေးနဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းများမှာလည်းနားလည်ကောင်းမွန်နေဖို့လိုကြောင်းဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုစတင်ကျင်းပပြုလုပ်တော့မှာဖြစ်ရာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပြည်သူလုံခြုံရေးကိုအလေးထားဆောင်ရွက်ကြရန်နဲ့ပြည်သူအလုံးဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်းနိုင်ငံဖြတ်ကျော်မှုခင်းများကိုအပြည်ပြည်ဆိုင်ရာရဲအဖွဲ့ Interpol နဲ့ပူးပေါင်းဆောင်ရွက်နေကြောင်း2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှဩဂုတ်လ31ရက်နေ့အတွင်းမြန်မာနိုင်ငံမှာမူရည်စေဝါနဲ့ပတ်သက်သူတရားခံ9115ဦးကိုစုစုပေါင်းတန်ဖိုးငွေကျပ်989ဘီလီယံကျော်ရှိတဲ့မူရည်စေဝါဆက်ဆက်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့တဲ့အတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုချီးကျူးဂုဏ်ပြုပါကြောင်းမြန်မာနိုင်ငံဟာမူရည်စေဝါထိန်းချုပ်ရေးအတွက်နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းရဲတပ်ဖွဲ့ဝင်များရဲ့စွန့်လွတ်စွန့်စားမှုများနဲ့တာဝန်ထမ်းဆောင်မှုကိုနိုင်ငံတော်ကအမြဲအလေးထားအသိမှတ်ပြုပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်တတ္တိနဲ့စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တစိမ့်များကိုစီစစ်ချင်းမြင့်ဂုဏ်ပြုပေးလျက်ရှိကြောင်းမန္တလေးငရင်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ဒေသများမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့်တပ်မတော်ဒေသခံပြည်သူလူထုသက်ဆိုင်ရာဒေသအလိုက်မိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးအရေးပေါ်တုံ့ပြန်မှုအားအမြန်ဆုံးဆောင်ရွက်နိုင်ခဲ့တဲ့အတွက်လည်းချီးကျူးဂုဏ်ပြုလိုကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အားလုံးအနေဖြင့်စွမ်းရည်မြင့်မားရေးအရေးသွေးပြည့်မီစေရေးတို့အတွက်စဉ်ဆက်မပြတ်လေ့ကျင့်ဖြည့်ဆည်းဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားပါရယ်အဲဒီနောက်62နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်မှတ်တမ်းဗီဒီယိုကလစ်ကိုပြသပါရယ်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌကစွမ်းရည်တတ္တိဂုဏ်ထူးဆောင်တစိရရှိသူတပ်ဖွဲ့ဝင်4ဦးကို၎င်း
ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကစွမ်းရည်တက်တီဂုံလူးဆောင်တစိရရှိသူ3ဦးကို၎င်းကော်မရှင်အဖွဲ့ဝင်ပြည်ထရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကစွမ်းရည်တက်တီဂုံလူးဆောင်တစိရရှိသူ1ဦးနဲ့စွမ်းဆောင်မှုဆိုင်ရာဂုဏ်ပြုဆုတစိရရှိသူ2ဦးကို၎င်းဂုဏ်တူးဆောင်ဆုများပေးအပ်ချီးမြှင့်ပါတယ်အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားရရေးကော်မရှင်ဥက္ကဋ္ဌဟာတက်ရောက်လာကြသူများနဲ့အတူမှတ်တမ်းတင်တပ်ပုံရိုက်ပြီးတက်ရောက်လာကြသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ပါတယ်အဲဒီနောက်62နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်ခင်းကျင်းပြသထားတဲ့မှတ်တမ်းတပ်ပုံများတပ်ဖွဲ့ဌာနများမှာအသုံးပြုလျက်ရှိတဲ့စက်ကိရိယာများဤပညာဆိုင်ရာပစ္စည်းများလက်နက်များဝတ်စုံများစက်သွယ်ရေးပစ္စည်းများဖမ်းဆီးရမိတဲ့မူရည်စေဝါများနဲ့ပြကန်းများအတွင်စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ်ရှင်။